还可以在，我把它弄香呀。还给他要我把那个，拿到那个。我把绿龙，我把绿龙。有了嘛？好的。啊。28ရက်3လ2020ဟုတ်ပါဗျာနော်တော့ကမိုင်းတော့ဗမ်းပြီးမထားနဲ့ဘာကနမနိုင်တော့ကြည့်သေးတယ်မပြင်းနဲ့တော့တမင်းနော်အဖေမဲနဲ့ဒီနေသလားဘာမှပြဖို့ဒီမှာအလွတ်ကြီး来着啊比，သိလဲတချမ်းပဲသွားပြီသိရလဲဟိုတောင်းပဲတချမ်းလေဟိုဘက်ကအကုန်လာသွားတာမန္တလေးမြို့မှာဒီကနေ့မွန်လွယ်ပိုင်းလှုပ်ခတ်တဲ့ငလင်ကြောင့်အဆောင်အများအပြားပြိုကျပျက်စီးပြီးနောက်ဆက်တွဲအနေနဲ့မြို့အနှံ့မီးလောင်ကျွမ်းနေတယ်လို့မြို့ခံတွေကပြောပါတယ်။ဒီကနေ့မလ28ရက်မွန်လွယ်12:40ဝန်းကျင်မှာငလင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးစကိုင်းမန္တလေးအပါအဝင်နိုင်ငံတော်မှာငလင်တန်းခန်းစားခဲ့ရတယ်လို့ဆိုပါတယ်။ငလင်ကြောင့်ဒါငလင်ကြီးကျဲလှုပ်ပြီးတော့မန္တလေးဘက်တို့မီးလောင်နေဖြစ်ပါတယ်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာရှိတဲ့မန္တလေးတက္ကသိုလ်တိုင်6လုံးပေါ်ပင်မအဆောက်အုံပြိုကျကတက္ကသိုလ်ဝင်းထဲလဲမီးလောင်နေသလိုမန္တလေးမြို့အနှံ့ကဟိုတယ်တွေဖျားစီတွေဘုံကြီးကျောင်းတွေနဲ့အိုးအိမ်အဆောင်တွေအများအပြားပြိုကျပြီးနောက်ဆက်တွဲမီးလောင်နေတာလို့မြို့ခံတွေကပြောပါတယ်မိုင်းလေးဟွာလုံးလိုက်ပါလားထမင်းလေးတစ်ခွက်လောက်ပစိုးလေးတစ်ခွက်လောက်ဖြစ်ဖြစ်ထမင်းတစ်ခွက်လောက်ထမင်းတစ်ခွက်လောက်ဟုတ်ကဲ့ကလေးကိုကလေးလေးလာမယ်ဟောထိဘာလို့ရွက်လာပြီဒီခွေးနေလိုက်ပါလားအခုနေလိုက်ပါ